အဲ့ဒီတရားအရသာလေးတွေအလုံးညီညီညာညာဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်ကိုပူဇော်တာအဖြစ်ရွတ်ဖတ်ပူဇော်ကြရအောင်မူလနတ်ဘုရား
ကဲအားလုံးအာယုန်တစ်ပါးစိတ်မသွားစီပဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2552ခုနှစ်တဘိုးရဲလာဇန်14ရက်ဟုတ်တယ်နော်ခရစ်သက္ကရာ2009ခုနှစ်2လပိုင်း10ရက်နေ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနကျိုင်းတုံမြို့မိုးကုတ်ဝိပဿနာတရားတော်ပြန့်ပွားရေးဌာနအတွင်၌ကျင်းပပြုလုပ်အပ်သောနေ့လေအထူးတရားပွဲလို့ဒီလိုပဲမှတ်ရမှာနော်အဲ့တော့တရားနာကြွရောက်လာတဲ့ယောဂီများအလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌အနန္တဂုဏ်အင်ကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွမိဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအဖြင့်၎င်းဦးဇင်း၏မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန္တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်ကဲအားလုံးဓမ္မရိပ်သာကြီးမှာဒါအပတ်စဉ်တရားအထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်ဒါကကျေးဇူးရှင်မုံလေဆရာတော်ဘုရားကြီးတို့ကဲ့သို့သောပညာရှိဆရာသမားများလည်းချင်းကပ်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တော့သင်တို့ဒီနေ့အလုတ်စင်နဲ့ပတ်သက်တဲ့တရားလေးပဲဟောကြတာပေါ့နော်အဲ့တော့ဒီရိပ်သာမှာတရားဟောခွင့်ရတဲ့အတွက်လဲကျေးဇူးရှင်ဘုန်းလည်းဆရာတော်ဘုရားကြီးပေါ်လဲအမတန်မှလေးစားကြည်ညိုပါတယ်အဲဒီဓမ္မတွေကိုလည်းကျေးဇူးတင်ပါတယ်နောက်ဆောင်ရွက်ပေးတဲ့ဦးဇင်းလေးတို့အားလုံးကိုလည်းဦးဇင်းကျေးဇူးတင်တယ်လို့ဒါဥစွာပြောခြင်းပါအဲ့တော့တရားအထုတ်နေကြတဲ့ပုဂ္ဂိုလ်တွေတရားအထုတ်တော့ဘာတွေအထုတ်နေကြတာလဲလို့မေးရင်ဘယ်လိုဖြေမလဲမဖြေတော့ဘူးအဲ့ဒါအရှင်းဆုံးပဲဖြစ်တဲ့နဲ့နော်ဘာလို့လဲဆိုတော့မေးသူနဲ့ဖြေသူအာဘော်ညီအောင်မဟုတ်နော်ဘာတွေအထုတ်နေကြတာလဲဆိုတော့ဗုဒ္ဓဘာသာမှန်ရင်ဘာမှန်ရင်ဗုဒ္ဓဘာသာမှန်ရင်ဗုဒ္ဓဤလမ်းညွှန်မှုတိုင်းအထုတ်နေကြတာပါလို့ဆိုရင်သီလသမာဓိပညာသိက္ခာ3ရပ်သိက္ခာဆိုတာအကျင့်သိက္ခာဆိုတာဘာလဲလူချမ်းသာနတ်ချမ်းသာလူကျင်တဲ့လူလဲဒီသီလသမာဓိပညာသိက္ခာကျင့်ရမှာပဲဟုတ်ပြီနော်ဟာဆင်းရဲဒုက္ခမရခြင်းဘူးခုနလူချမ်းသာနတ်ချမ်းသာနဲ့အတူတူပေါ့အပယ်ကြောက်တယ်ငရဲကြောက်တယ်ပြိတ္တာဖြစ်မှကြောက်တယ်တိရစ္ဆာန်ဖြစ်မှကြောက်တယ်ဘာပဲအထောက်သီလသမာဓိပညာကောင်းပြီနိဗ္ဗာန်ရောက်ခြင်းတဲ့လူကောဟောတော့ဘာတွေအားထုတ်နေတာလဲလို့မေးရင်သီလသမာဓိပညာအားထုတ်နေတာပါဖရာလို့ဖြေရင်ပို့အဆင်မပြေဘူးလားအေးအဲ့တော့သီလသမာဓိပညာအားထုတ်ရင်းမှဝိပဿနာဖြစ်လာတာကိုဟုတ်ပြီနော်ဝိပဿနာဆိုတာအတူချုပ်ပြောတာဒါတော့ဝိပဿနာဟေးလို့ဆိုကြတဲ့ကရင်သီလလည်းပါရမယ်သမာဓိလည်းပါရမယ်ပညာလည်းပါရမယ်သီလသမာဓိပညာမပြည့်စုံဘဲနဲ့ဝိပဿနာဖြစ်သလားဖြစ်နိုင်မလားကဲသီလမလိုဘူးသမာဓိနဲ့ပညာပဲလုပ်မယ်ဝိပဿနာဖြစ်မလားကောင်းပြီသမာဓိမလိုဘူးကွာငါတို့သီလနဲ့ပညာနဲ့ပဲအထုတ်မယ်
ငါသီလသမာဓိဖြုတ်လိုက်ကွာပညာသက်သက်နဲ့မရဒါကောအားလုံးယုံကြည်သလားဒါဖြင့်ဝိပဿနာလုပ်တဲ့လူတွေလို့ပဲခေါင်းစဉ်တက်မေးမေးနိဗ္ဗာန်ရောက်ခြင်းတဲ့လူတွေလို့ပဲခေါင်းစဉ်တက်မေးမေးဒါမို့ယောဂီတွေလို့ပဲပြောဘာတွေကျင့်နေကြတာလဲလို့ဆိုရင်သီလသမာဓိပညာဒါလေးမှတ်ထားနော်နောက်မေးရင်ဖြေနိုင်ပြီလားဒါအာဘော်ကြိုက်ထားတာနော်သို့တော့ဒါဥတုမင်္ဂလာအကြိုက်လားတကယ်ဖြစ်စဉ်လားတကယ်လုံနေရတယ်လဲဒါတွေပဲမလားအခုကဲဒီကျောင်းတက်ကြီးမှာဆိုရင်ဆရာတော်ကြီးဘုံလေဆရာတော်ဘုရားကြီးထူထောင်ပေးထားတယ်တတ်လွတ်စားတယ်နော်တတ်လွတ်ဆိုတော့လေကိုကတနည်းအားဖြင့်မိမိရဲ့အသက်ခန္ဓာရပ်တည်ဖို့အတွက်အာဟာရသုံးဆောင်တဲ့နေရာမှာသူများရဲ့အသက်အသွေးအသားမပါစေရဆိုတဲ့စေတနာနဲ့ကျင့်နေရင်ဒါအမှန်ဟုတ်ပြီလားတတ်လွတ်စားတာဂုံယူစရာဝမ်းမြောက်စရာထူးချွန်တာကြော်ကြားအောင်လုပ်တာဆိုရင်တော့မားတယ်တတ်လွတ်စားတာနိဗ္ဗာန်ရောက်သလားမရောက်ဘူးဒါတော့သိထားဖို့လိုတယ်ရှင်းသလားဆိုရိတ်သားတွေမှာဆိုတာဦးဇင်းတို့ဒါနယ်တွေမှာဂယုစိုက်ရတယ်ရန်ကုန်မြို့မန္တလေးမြို့ကြီးတွေပေါ်မှာသိမထူးကြပါပဲနယ်မြို့တွေမှာထူးကြတယ်တရားစခန်းဝင်900 300လောက်ပဲရှိအသားငါအလွယ်တကူရမလားကြိုးမှာဒါတွေမြင်လို့ဆရာတော်ကြီးတွေကတတ်လို့ဆိုလှုပ်ထားတာရှင်းသလားတရားအားထုတ်တဲ့လူတွေစားဖို့မနေ့ပြန်ဝက်ဘဏ္ဍကောင်တတ်ထားလိုက်စမ်းပါအဆင်ပြေပါမလားအေးအဲ့ဒါတွေမြင်လို့အဲ့တော့သူတော်ကောင်းတို့သိထားမှာသီလအဲ့ဒါလဲစောင့်ထိန်းတာပဲဒါမှလှုပ်လိုက်တာလေစောင့်ထိန်းလိုက်တာသီလစောင့်ထိန်းလိုက်တာငါအတွက်နဲ့သူများအသက်မသေးစေရရှင်းတယ်နော်အဲ့ဒါလေးတွေသိဖို့လိုသေးတယ်ငါတို့ရိတ်တာတတ်လွတ်မဟုတ်တဲ့ရိတ်တာတွေအထင်သေးတယ်နော်တတ်လွတ်မဟုတ်တဲ့ရိတ်တာဆိုရင်အလကားဒီလိုသွားပြောနေအဲ့တတ်လွတ်ရိတ်တာလူကမှန်သလားကောင်းတယ်လို့ပြောလို့ရသေးလားအဲ့တော့ဒီတတ်လွတ်ဟာပြဿနာမဟုတ်ဘူးဆိုတာလေးတော့နည်းနည်းသိထားဖို့လိုတယ်ရှင်းတယ်နော်ကဲကောင်းပြီတကယ်ကျင့်ရမှာပါလေသီလကောင်းပြီတဲ့အဲ့ဒီသီလသမာဓိပညာဆိုတဲ့သိက္ခာတွေကျင့်တော့ဘယ်လိုကျင့်ရမှာလဲမေးလိမ့်နော်သီလသမာဓိပညာကိုဘယ်လိုကျင့်ရမလဲဆိုတော့ကျင့်တဲ့နေရာမှာခုနပြောလိုက်ပါတယ်ဦးဇင်းစုပေးလိုက်တော့အလုံးစင်တိုင်းကြိုးစားအထုတ်ပါမယ်ဗျာကျိုးပြောတာတွေမရှိဘူးလားဒီလိုလေးအလုံးစင်တိုင်းကြိုးစားအထုတ်ပါမယ်တချို့ကြလည်းကြိုးစားအထုတ်ပါမယ်ဗျာဟုတ်ပြီနော်အဲ့ဒါသီလသမာဓိပညာတွေကိုဘယ်အဆင့်နေနဲ့ဘယ်လိုအထုတ်ကြမှာလဲဆိုရင်1ယထာဘူတညာဘာညာလဲယထာဘူတညာဆိုတာဟုတ်တိုင်းမှန်စွာသိတဲ့ညာသီလနဲ့ပတ်သက်လာရင်လဲအဟုတ်အမှန်တိုင်းသိဖို့လိုတယ်သီလဟာဘာလုပ်တာလဲဘယ်လိုလုပ်ရသလဲဘာအကျိုးရှိသလဲဘာကြောင့်လုပ်သလဲသိရအဲ့ဒါလို့သိမှဘာညာရမှာယထာဘူတညာဟာသမာဓိဟာဘယ်လိုပုံစံလဲဘာအတွက်ရည်ရပြီးအားထုတ်တာလဲဘယ်လိုအကျိုးရှိသလဲဒါလဲဘယ်လိုသိရမလဲဟုတ်တိုင်းမှန်စွာသိရမယ်ဘယ်လိုသိရမလဲဒီတိုင်းပဲပညာကိုဘာကြောင့်အားထုတ်ရတာလဲဘယ်လိုအားထုတ်ယူရသလဲဘယ်လိုအကျိုးရှိသလဲအလုပ်တစ်ခုလုပ်ရင်ဘာကြောင့်လုပ်တာလဲဘာအတွက်လုပ်တာလဲဘယ်အကျိုးငါလုပ်တာလဲဒါဝေဖန်မှုလို့တယ်ရှင်းသလားပညာဆိုတာဝိပဿနာဆိုတာလည်းပညာပဲပါတယ်ဝိပဿနာလည်းပညာပဲတမာရီအားထုတ်ကောပညာမရှိရင်ရမလားအေးသီလစောင့်ထိန်တော့ပညာမပါပဲဖြစ်သလားအေးပညာဆိုတာဝေဖန်ပိုင်းခြားနိုင်ဖို့ပညာဆိုတာအဲ့တော့ပညာဆိုတာဘယ်လိုအသုံးချတာလဲဘာအတွက်လဲဘာအကျိုးရှိသလဲယထာဘူတဟုတ်တိုင်းမှန်စွာသိရ
အဲ့ဒါလို့သိတဲ့နောက်မှယထာဘုရားဉာဏ်ပြီးတော့ဘာလာလဲဆိုတော့နိဗ္ဗိန္ဒဉာဏ်ဘာဉာဏ်လဲနိဗ္ဗိန္ဒဉာဏ်ဆိုတော့လောကကြီးအကြောင်းကိုအားထုတ်ရင်နဲ့အဟုတ်အမှန်သိလာတဲ့အခါကျတော့ညီငွေစရာကြီးပါလားအနှစ်သာရမရှိပါလားဆက်ဆုပ်เสียပါလားသိလာတယ်အဲ့လိုသိလာတဲ့ဉာဏ်ကိုဘာခေါ်လဲနိဗ္ဗိန္ဒဉာဏ်ရှင်းတယ်နော်ပြီးတော့မှသဘောပေါက်ပါတယ်ဘာလဲမဲ့ဉာဏ်နောက်တစ်ခုကဘာလဲအဲ့တော့ယထာဘုရားဉာဏ်နိဗ္ဗိန္ဒဉာဏ်မဲ့ဉာဏ်ဒီဘက်ကဘယ်နှခုလဲ၃ခုမဲ့ဉာဏ်ရရင်တော့နိဗ္ဗာန်မြင်တာပေါ့မဲ့ဉာဏ်ရရင်အဲ့တော့မဲ့ဉာဏ်နိဗ္ဗာန်မြင်ဖို့အတွက်အားထုတ်ရမှာပါလေအဲ့ဒီသီလသမာဓိပညာကိုအဆင့်ဘယ်နှဆင့်နဲ့အားထုတ်ယထာဘုရားဉာဏ်မှတ်မိတယ်နော်ရှုပ်သလားကောင်းပြီအဲ့တော့သီလဆိုတာဘာလို့တာလဲစောင့်ထိန်တာသီလဘာလို့တာလဲစောင့်ထိန်တယ်ဆိုတော့မိမိတို့မှာစောင့်ထိန်သင့်စောင့်ထိန်အပ်တဲ့မပြုသင့်မပြုတိုက်တဲ့တရားတွေလူဘဝလူပေါင်းလူစည်းကမ်းမှာရှိမရှိသေချာစဉ်းစားမယ်နော်တိရစ္ဆာန်တွေဘဝကြတော့ကြီးနိုင်ငယ်ညင်နိုင်ရာစတိရစ္ဆာန်မှာကြတော့တိရစ္ဆာန်လိုနေတာဒါပေမဲ့တိရစ္ဆာန်မှာဒီလိုစောင့်စည်းရမယ်ဝတ္တရားမရှိဘူးသင်ပေးလို့လည်းမရဘူးဟုတ်ပြီနော်လူဘဝမှာကြတော့စောင့်စည်းအပ်တဲ့တရားကိုစောင့်စည်းရမှန်မှန်သိသလားသိရမှာနော်အဲ့တော့စောင့်ထိန်ရမယ့်တရားတွေသူ့အသက်သတ်ခြင်းကောင်းသလားမကောင်းဘူးလားသူ့ဥစ္စာခိုးခြင်းသူများသားမယားစော်ကားခြင်းဟာမှုသားပြောခြင်းဟုတ်ပြီသေရည်သေရဲ့တောက်သုံးခြင်းအဲ့ဒီကနေတဆင့်တက်လိုက်တော့တို့စောင့်ထိန်တာဖြည်းဖြည်းချင်းတက်လာလိုက်တဲ့ခါကျတော့ဟာနေလွဲညစာစားခြင်းနော်တနေ့ကိုကဲမနေ့ပိုင်းတစ်ပိုင်းတင်အာယုံနေစွန်းစားလိုက်တာနဲ့ဒီခန္ဓာယက်တီမှုအစဉ်ပြေမပြေယက်တီလို့ရမရအဲ့တော့ဒီစားဖို့တောက်ဖို့အတွက်ခြေရပြိုးရလှုပ်ရကန်ရတာကောလွယ်သလားဒါကစားပြန်တောက်ပြန်တဲ့ခါတည်းစားတိုင်းတောက်တိုင်းလောဘဒေါသမောဟနဲ့စားနေရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားဟောအဲ့ဒါလို့သိထားတဲ့အတွက်ဘုရားကရှောင်ခိုင်းတာနော်မင်းတို့တထသေးစားလဲအစဉ်ပြေတယ်ကွဒီခန္ဓာယက်တီလို့ရတယ်အဲ့တော့တထသေးစားညနေစာမစားနဲ့ဒါဘာအတွက်လဲဘာလို့ထိတ်ခိုင်းတာလဲမေးတော့ညနေစာစားဖို့ပြင်ရဆင်ရလှုပ်ရကန်ရတာနဲ့ဘာဝနာအားထုတ်ချိန်မရတော့ဟုတ်ပြီနော်လောဘဒေါသမောဟရောမဖြစ်ဘူးလားဖြစ်ပါဘူးအဲ့တော့ငါတို့အတွက်ရတဲ့လူဘဝလေးအချိန်ဆုံးရှုံးနေဆိုတော့အော်ဒါလဲစောင့်ထိန်ကောင်းတဲ့တရားပဲဆိုဘာလို့လိုက်စောင့်ထိန်လိုက်တခါနိစ္စဂီတဝါရိတကခုံခြင်းတီဆိုခြင်းတီးမှုတ်ခြင်းကြည်ရှုခြင်းနားထောင်ခြင်းနန္တာလိမ့်ကြံခြင်းဆိုတာတွေမရှိဘူးလားဒါတွေရောတကယ်တော့အနှစ်သာရရှိရလားကုသိုလ်ဖြစ်ကြောင်းလားအကုသိုလ်ဖြစ်ကြောင်းလားဟောအစင်းမြင့်လာတာစောစောက၅ပါးသီလထိန်းတယ်ဟုတ်ပြီနော်၅ပါးသီလနဲ့စိတ်ကလေးရင့်ကျက်လာတယ်တည်ငြိမ်လာတယ်ဒီထက်ပိုပြီးတော့စင်ကြယ်ခြင်းလာတယ်ဆိုတော့ဟောထိန်းတယ်တစ်နေလွန်ကြတာမစားတော့ဟာနှစ်ကြတော့ပွဲလန်းသဘင်ကြည့်ရှုခြင်းနားထောင်ခြင်းမလုပ်တော့ဘာလို့မလုပ်တော့လဲဆိုတော့ကုသိုလ်လုပ်တယ်လားအကုသိုလ်လုပ်တယ်လားနန္တာအမွေးနန္တာဆိုတာကိုယ်တိုင်လဲလောဘဒေါသမောဟဖြစ်တယ်သူများလဲလောဘဒေါသဖြစ်တယ်ကိုယ့်ရဲ့ယနတ်ကိုယ်မှာဖြန်းထားလိမ့်ထားတဲ့အမွေးယနတ်ဟာကိုယ်တိုင်နမ်းရှူလို့အိုးမွေးလိုက်တာငါဒီနတ်လေးမှကြိုက်တယ်ဘာစိတ်လောဘစိတ်ဆိုသူကဒဲအိုးဖို့တော့မှာနော်ကိုလှုပ်ထားတဲ့အမွေးနဲ့ကိုယ့်အကိုဒဲအိုးသွားမယ်နော်တပါးသောပုဂ္ဂိုလ်လည်းဟဲနင်းကိုစွတ်ထားတဲ့အနံလေးမွေးတာဟဲဆိုတော့သူလဲလောဘအဲ့ဒါဆိုကွာပြုံးလို့ကျေနပ်နေပြီငါနဲ့အတူတူဒဲအိုးတစ်လုံးနဲ့ပဲရှင်းလားအဲ့ဒါလို့သိလာမှာအကျိုးအပြစ်ကိုသိလာတာအဲ့တော့သိလာတဲ့ခါကျယထာဘုဒ္ဓဆိုတာအဲ့ဒါပဲဟုတ်တိုင်းမှန်စွာမြင်လာတာမြင်လာတော့မှဒီအလုံးလုံးနေတာဟာပတ်ဝန်းကျင်လဲဆင်းရဲတယ်
ငါလဲငါအတွက်ဆင်းရဲကြောင်းလည်းဖြစ်တယ်သူတစ်ပါးအတွက်ဆင်းရဲကြောင်းလည်းဖြစ်တယ်ဒီလိုနားလည်လာတာရှင်းတယ်နော်အဲ့ဒါတကယ်လို့ကိုစွတ်ထားတဲ့အမွေးနန်းကသူများမကြိုက်တဲ့လူနဲ့သွားတွေ့တော့နန်းစော်နေတာပဲကွာဟမ်ဘာတွေဖြစ်ကုန်လို့ဒေါသဖြစ်တော့သူတို့အောင်မဒါဘယ်လာတယ်ထင်လို့ပြင်သစ်ကလာတာအော်ဒီကလုံးအစ်စ်ဟမ်ဘလောက်တောင်ပေးရတယ်ဘလောက်ပေးဟောကြိုက်မှမကြိုက်ဖ ೇನೆ အဲ့တော့ကိုလည်းဒေါသဖြစ်တယ်သူလည်းဒေါသဖြစ်တယ်မြတ်သလားရှုံးသလားအဲ့ဒါလိုလေးသိပြီးတော့ပွဲလန်းသဘင်ကြည့်တယ်ဆိုတာလဲကြည်ရှုနားထောင်ခြင်းဆိုတာလဲလောဘဒေါသနဲ့အချိန်ပြည့်နစ်မြုပ်နေတာအဲ့တော့ဒါတွေဟာရှောင်တဲ့အလုပ်ပဲဆိုဘာလုပ်လိုက်ရှောင်လိုက်အဲ့ဒါလိုယထာဘုရားကိုယ်တိုင်သိပြီးတော့ရှောင်မှဟုတ်ပြီနော်သေရသေးရဲ့မူရသေးစာတောက်စားတယ်ဆိုတာကောင်းသလားအလိုလိုမှမေ့နေတဲ့ဟာတွေဟမ်သဘောပါသလားခုခင်ဗျားတို့အားလုံးမှာမေ့တတ်တဲ့အကျင့်လေးရှိမရှိအဲ့ဒါအလွန်ဟိုရှေ့ဘဝတွေကအဲ့မူရဆေးဝါးတောက်သုံးခဲ့တဲ့အကျင့်ရဲ့အကျိုးဆက်တချို့များဦးဇင်းတို့တွေ့ဘူးတဲ့အသက်60ကျော်နော်80ကျော်ဘယ်အချိန်သွားမေးကြည့်လိုက်သူလူထားတာတန်းထားတာသူလှုပ်ထားတာပြောထားတာဆိုထားတာအကုန်မှမိဘာလို့မှမိလဲဆိုသူတီလာသိပ်ပြီးစင်ကြယ်အဲ့လိုမူရတွေ့ဝေတတ်တဲ့အလုံးမျိုးသူမလုပ်ဘူးဒီဘဝအမှုနောက်ဘဝအယူနော်ယူတဲ့ပြင်ဖြစ်လေရဘဝမှာအခုလိုမှတ်ဉဏ်ချွတ်ယွင်းခြင်းစိတ်ဓာတ်ခွန်အားမပြည့်စုံခြင်းကိုကြမပြည့်တဲ့လူတွေမရှိဘူးလားတော့ကြယောက်ျားဖြစ်ရတဲ့မိန်းမလှုပ်ခြင်းလို့လှုပ်ခြင်းနော်မိန်းမဖြစ်နေရတဲ့ယောက်ျားလို့ဖြစ်ခြင်းဆိုတော့အဲ့တော့မူမမှန်တာတွေဖြစ်လာတာအဲ့ဒီမူရစေဝါစရှင်းသလားသဘောပေါက်သလားအဲ့ဒါလို့သိလိုက်တော့မှဩဒါတွေဟာမလုတ်တဲ့အလုတ်တွေပါလားလို့သိပြီးတော့မလုပ်တော့ရှောင်ကျင်တာအဲ့ဒါကိုသီလရှင်းသလားအဲ့တော့အဲ့ဒီရှောင်ကျင်တိုင်းမှာတို့ကပြန်ကြည့်လိုက်ဒီလိုရှောင်ကျင်နေတဲ့လူကဘာကျေးဇူးများနေသလဲမေးရင်သီလရှိတဲ့လူနဲ့သီလမရှိတဲ့လူဘယ်လိုလူကသီလရှိသလဲဒါတစ်မှန်တယ်စင်ကြင်တုံတရားရှိတဲ့လူโอเคစင်ကြင်တုံတရားရှိတဲ့လူတိုင်းထိနိုင်ပြီလားဒါထိနိုင်ပြီလားလို့မေးလိုက်လို့မထိနိုင်ဘူးလို့ပြောတာနော်ဒါအရှင်ဘုရားဘက်ကမပါတာမဟုတ်ဘူးသူတို့ဒါမေးခွန်းပေါ်မှာမူတည်တယ်နော်ဒီလိုမေးလိုက်ရင်သူတို့တမျိုးဖြစ်ဦးမှာစင်ကြင်တုံတရားရှိရင်မရှောင်ကျင်ဘူးလားဟောဒီလိုမေးရင်သူတို့ဒီလိုဖြစ်ဦးမှာဒီတော့သက်သေပြတာသူတို့အကြောင်းသိပြီးသားနော်ဘာမှသိလို့မဟုတ်ဘူးရမ်းလိုက်နေတာနော်အဲ့တော့ဘယ်လိုလူသီလထိနိုင်သလဲလို့မေးရင်ဒါဥစဉ်ကဖြေမှာဥစဉ်အကြိုက်ဖြေမှာမကျေနိုင်လည်းပြန်ပြောပေါ့ခုနလိုပဲနော်ကိုယ်စိတ်ကိုထိနိုင်တဲ့ပုဂ္ဂိုလ်မှသီလကိုစောင့်ထိနိုင်တယ်ခုနဆင်ခြင်တုံတရားလည်းရှိမယ်ကိုယ်စိတ်ကိုလည်းထိမ့်သိမ့်နိုင်ရမယ်ရှင်းသလားအဲ့ဒါဘာလို့ဒီစကားလေးကိုသုံးတာလဲလို့မေးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ပြီဆိုရင်သီလရှိသူဟာကိုယ်စိတ်ကိုထိမ့်နိုင်လို့ထိမ့်နိုင်တာဟုတ်အဲ့တော့ကိုယ်စိတ်ကိုထိမ့်နိုင်ပြီဆိုရင်သီလကနေဘယ်ရောက်လာသမာဓိအဆင့်ကိုသူသွားတော့မှာသီလစောင့်ထိမ့်တာကိုကအဓိကဘယ်အကျိုးငါလဲမေးရင်သမာဓိတည်ခြင်းအကျိုးငါပေါ်ပေါ်မနဲ့အလုတ်တိုင်းမှာအဓိပ္ပာယ်ရှိတယ်ရှင်းလားအဲ့တော့စင်ကြင်တုံတရားဆိုတာပညာစင်ကြင်တုံတရားကပညာရှိလို့သီလစောင့်ထိမ့်တယ်ဟုတ်ပြီနော်သို့သောထိမ့်တဲ့နေရာမှာစိတ်ဓာတ်ခိုင်မာမှုမရှိတဲ့လူထိမ့်နိုင်သလားတချို့မှန်သိတယ်အခုတရားအထုတ်နေတဲ့လူတွေပဲကြည့်ပါရိတ်တာအများအားလာနေတဲ့လူတွေပဲသူတို့ပြောနေကြဆိုနေကြစကားတစ်ခုရှိတယ်တရားတွေကတော့ကောင်းတယ်ဘာဖြစ်လဲတရားတွေကကောင်းတယ်ဆိုရင်တော့သူတို့မကောင်းတော့ဘူးရှင်းသလားဘုန်းကြီးတွေပြောနေတာတော့မှန်တယ်ကွဆိုရင်ငါတို့ကတော့မှားနေပြီသဘောပါသလား
ကောင်းမှန်းလည်းသိတယ်မှန်မှန်းလည်းသိတယ်မလုံနိုင်ဘူးမလုံနိုင်သေးရင်သီလကိုမရှိသေးဘူးကဲရှင်းသလားသီလမရှိသေးတဲ့ပုဂ္ဂိုလ်ကိုယ်စိတ်ကိုယ်မှမထိန်နိုင်တဲ့လူကသမာဓိတည်နိုင်ပါမလားဒါမို့အခုတရားထိုင်ရင်ပြင်ကျင်တိုင်းပြင်ပြောင်းကျင်တိုင်းပြောင်းလှုပ်ကျင်တိုင်းလှုပ်ကုတ်ကျင်တိုင်းကုတ်ပြီးထိုင်ရတာနဲ့နော်ကိုစောင့်ထိန်ပြီးတော့ထိုင်ရတာဘယ်ဟာတန်ဖို့ရှိလဲသိကြလားမပြင်ရတဲ့ရိတ်တာနဲ့ပြင်ရတဲ့ရိတ်တာဘယ်ဟာကြိုက်တယ်မေးတော့မှဟမ်စဉ်းစားဒီရိတ်တာမပြင်ရဘူးလို့ဆိုရင်ရှုပ်မဲ့နေတာပဲဖြစ်မှာမလားဟမ်သဘောပါနော်မပြင်နဲ့လို့ပြောတာအရေးကြီးတာကိုယ်စိတ်ကိုထိန်းခိုင်းတာမပြင်ဘူးဆိုကြတဲ့ကရင်သီလကိုစောင့်ထိန်းနိုင်တဲ့ခွန်အားတွေရလာအောင်လေ့ကျင့်ပေးတာပြင်တော့ဘာဖြစ်တုံဘာဖြစ်ပါဘူးကိုယ်သီလပြတ်တာရှိမှာပဲကြိုက်တယ်လို့လုပ်လေရှင်းသလားပြင်လို့ခင်ဗျားတို့ဘာမှဒဏ်ခတ်ဆရာမရှိဘူးရိတ်တာလည်းနှိမ်မထုတ်ဘူးမပုံနဲ့ဟမ်သိရနေပဲပြင်ခိုးပဲပြင်ချင်းတို့ပြင်နော်လှုပ်ချင်တယ်လို့လှုပ်ကုတ်ချင်တယ်လို့ကုတ်ဘာမှဖြစ်ဘူးကိုယ်သီလပြတ်တာရှိမှာပဲဆရာသမားမှာဘာရော့သွားတော့ဘာမပြောဘူးရှင်ပြပြင်လို့မရဘူးလားလဲတချို့ကရပါဗျာကြိုက်တယ်လို့လုပ်သဘောပါသလားဦးဇင်းဖိုးတယောက်ရှိတယ်ဝါရင်3လစကန်းဖွင့်တော့စကန်းလာဝင်ခိုင်းတော့ကိုတော့ခေါ်တာဟုတ်တယ်တဲ့တပည့်တော်ကကြာထိုင်နေတာမဟုတ်ဘူးတဲ့ဟုတ်ပြီဒါပြန်အဖိုးဘယ်လောက်ထိုင်နိုင်တော့ဆိုတော့ဟိုတနာကြီး4-5ကပြင်နေရတာကိုတော့နော်ကိုတော်တော့ပြီးတော့ပြင်ရတာမဟုတ်ဘူးတဲ့ဆိုတော့โอเคရတယ်အဖိုးကိုအထူးအခွင့်အရေး VIP နားမှာထားနော် this is very important person ပေါ့နော်ဟမ်ဒီရိတ်သားကြီးမှာ तू ကအမြဲသိအရေးကြီးတဲ့ပုဂ္ဂိုလ်ပါအဲ့တော့ तू ပြင်ကျင်တိုင်းပြင်ပါစီသူသီးသန့်ထားလိုက်ကဲဒီလိုဆိုရတယ်ကိုတော့တဲ့ပြင်လို့ဘာမှပြောဘူးဆိုလာမယ်လာခဲ့တလားဘာမှမပြောဘူးလွတ်ထားတယ်တင်တန်းထဲမှာလည်းထဲမပြောဘူးဒီလိုပြင်တာလေးကိုစောင်းကြည်ရိတ်ချီတာမပြောဘူးတော့ကြနေတလားနဲ့ပြန်ပြေးသွားမှာဆိုလို့နော်အဲ့ဒါတလားကြော်လာတော့မှသီလရဲ့သဘောလေးကိုဖြည်းဖြည်းချင်းလေးနားလည်အောင်ပြောလာတော့အော်ဟုတ်သားပဲနဲ့5ကပြင်မဲ့အစား4ကပြင်မဲ့အစား3ကပြင်မဲ့အစား2ခါပြင်မဲ့အစားဟောနောက်ပြင်စရာတောင်မလို့တော့စိတ်ဓာတ်ခွန်အားတွေအဲ့ဒီကနေထိုင်ကြရတာ6နာရီငြိမ့်နေတာပဲနှလုံးသွင်းမှန်သွားတယ်။ဘာမှန်သွားလဲအဲ့တော့6နာရီထိုင်လို့နာရီအများကြီးထိုင်လို့ချီးကျူးတာမဟုတ်ဘူးနော်ဟမ်နာရီအများကြီးထိုင်တာကိုဂုံယူစရာလို့ပြောလို့မရဘူးသို့တော့15မိနစ်တောင်မထိန်းနိုင်ပါဘူးဆိုတဲ့လူကလက်တွေ့အဖြစ်တော့6နာရီငြိမ်သက်ထိန်းနိုင်သွားပြီဟမ်ဒါသူ့စိတ်ကိုသူနိုင်နှင်းလို့ထိုင်နိုင်တာမဟုတ်ဘူးလားဟမ်စိတ်မနိုင်တဲ့လူထိုင်နိုင်သလားအဲ့တော့အဖိုးကလာမေးဥစဉ်ဒါအဆင်ပြေလားတခုတော့ပြေပါတယ်ဒါကြုံမြင်တာကြုံပြောရရင်တော့ခမရကိုယ်စိတ်ကိုတော့နိုင်သွားပြီငကောကကိုငဲ့ညာလွန်းတယ်အလိုလိုက်လွန်းတယ်တသံတရားလုံးမှာဝေဒနာပစ္စယအလုံးသိတယ်နော်ဝေဒနာပစ္စယဟိုဒါကြီးကြိုင်နေဒီနေ့အချိန်မလောက်မှဆိုလို့ရှင်းတယ်နော်ဝေဒနာပစ္စယတဏဆိုဝေဒနာနောက်ကအများအားပါလိုက်တယ်တဏလိုက်တော့သာယာသက်သာကြောင်းလမ်းကြောင်းကြီးတသံတရားလုံးလိုက်တော့တခါတည်းရှင်းသလားအဲ့ဒါကြီးဖြတ်တော့မယ်ဆိုဒီမှာအောက်မှာဆရာတော်ရေးထားတဲ့ဝေဒနာနိရောဓတဏနိရောဓပရိစ္ဆသမုပ္ပါထွက်လန်းသေချာဖတ်အောင်လေဟမ်ဝေဒနာနိရောဓပရိစ္ဆသမုပ္ပါထွက်လန်းဆိုတော့ဝေဒနာနောက်ကိုအလိုလိုက်ရမှာလားသူ့ကိုသီးခံနိုင်အောင်ကြိုးစားရမှာငြိမ့်ထိုင်ပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်မှာတာမန်အားဖြင့်သူ့မှာဘာတွေညာတွေပညာတွေမရှိတာရှိတာအသာထားတစ်ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်တဲ့စွမ်းရည်တတ္တိနှစ်သီးခံနိုင်စွမ်းဘယ်လိုလူဖြစ်
ဒီလောက်အကြာကြီးထိုင်မှတော့နားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ရှိမလားမရှိဘူးလားနာကြတဲ့လူချင်းတူတူတချို့ကမျက်နှာရှုံတယ်တချို့ကမျက်နှာမရှုံဘူးမျက်နှာမရှုံမဲထိုင်နေပေမဲ့လည်း तू ဘာဖြစ်နေတော့ဒါပြင်ရှုံနေတဲ့လူနဲ့မရှုံတဲ့လူဘယ်သူကသာတော့အဲ့ဒါပဲရှင်းလားဒါဖြင့်သီလသည်လဲအရေးကြီးသလားမကြီးဘူးလားသီလဆောင်ထိန်ခြင်းသည်ဘယ်အကျိုးငါတုံးလို့မေးရင်သမာဓိအကျိုးငါတဲ့ရှင်းတတ်သလားအဲ့တော့ဘာအတွက်လဲလို့မေးတော့ကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်ခြင်းအတွက်သီလကိုဆောင်ထိန်တယ်ရှင်းတတ်ကြလားသဘောကောပေါက်သလားသီလတပါးလုံဖို့ကိုလွယ်သလားအဲ့ဒီသီလလေးလုံဖို့ဆောင်ထိန်နေတဲ့နေရာမှာကဲသတိမရှိရင်ရောရမလားဝရိယမရှိရင်ရောပညာမရှိရင်ရောပညာမရှိရင်အိုးဒါလေးများဘာမှဖြစ်ပါဘူးဒါလေးများနဲ့ကုံရောရှစ်ပါသဘောပါသလားဥပုပ်ကမဆောင်အောင်သေးဘူးညာချင်းစုပ်စားဖို့ကပြင်နေတာတစ်ချက်ဟမ်ညာချင်းစုပ်ဝိုင်းစားတော့အတင်းကပြောပြီးမှုသားတွေပါသွားပြီတစ်ချက်ဟမ်သဘောပါသလားအဲ့ဒီထဲကနေချင်းကြိုက်တော့ရိုက်လိုက်ပြီးဗတ်တစ်ချက်သွားပြန်ပြီဟမ်ကုံရောရှင်းလားဒါလေးများနဲ့ကုံတာဟမ်တို့ဘုန်းကြီးတွေလည်းဒါနဲ့ကုံတာပဲငါတို့229သွယ်တောင်ရှိတာပဲဒါလေးများ220ဟိုဘက်ကတောင်ချီရသေးတယ်ဟမ်သဘောပါသလားအေးအဲ့ဒါကိုယ်စိတ်ကိုထိန်းနိုင်ခြင်းဟာအရေးကြီးတာမကြည့်ဘူးလားအဲ့ဒါယထာဘုဒ္ဓဟုတ်တိုင်းမှန်စွာသိရမယ်ရှင်းတယ်နော်ကဲအဲ့ဒီကနေတစ်ချက်သွားလိုက်တော့သီလပြီးရင်သမာဓိဆိုတာဘာလို့လဲတည်ကြည်ခြင်းဖြောင့်မတ်ခြင်းနှစ်ခုပြောအဲ့ဒါဥတုမင်္ဂလာထည့်ပေးတာနော်မကြိုက်မထဲနဲ့နော်တခါလည်းပြောရသေးတယ်တချို့ကကြမ်းကန်နဲ့မညီဘူးတွေပါလှုပ်ချင်လှုပ်နေသေးတာပေါ့နော်မညီမတတ်နိုင်ဘူးတို့ကတော့လုပ်ငန်းနဲ့ပတ်သက်ပြီးပြောမှာနော်တည်ကြည်ခြင်းဖြောင့်မတ်ခြင်းတည်ကြည်တာကတစ်ခုနော်အခုစိတ်ကိုနိုင်နှင်းလာတဲ့လူကတဖြည်းဖြည်းစိတ်ဟာငြိမ်သက်လာတယ်တီးလာတယ်ဆိုတာကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်တော့ကဲနှာသီးစုံလေးမှာထားဟေးဆိုတော့လေခုနသီလဆောင်ထိမ့်နိုင်စွမ်းရှိတဲ့လူကနှာသီးစုံထားဆိုတော့ထားတတ်သွားပြီထားနိုင်သွားပြီဟုတ်ပြီနော်ကောင်းပြီအဲ့တော့စိတ်ကလေးကိုနှာသီးစုံမှာထားပြီးငြိမ်နေအောင်ထိမ့်ထားပြီဆိုတော့သူ့မှာဒီစိတ်ကလေးဟာတခြားသောအာယုန်တွေမှာပြန့်လွင့်ခြင်းတွေ့ဝေခြင်းငေးမောခြင်းရှိသေးလားမရှိပါဘူးကိုထားတဲ့နေရာလေးတွေမှာဖြစ်နေတီးနေတာဟုတ်ပြီနော်တီးလာတော့စိတ်ကလေးငြိမ်လာပြီဆိုရင်ဒီစိတ်ဟာနောက်ကျမလားကြီးလင့်မလားကြီးပါဘူးဟမ်သေချာပြောနော်ပြန့်လွင့်နေတဲ့စိတ်နဲ့တီးကြည်နေတဲ့စိတ်ဘယ်ဟာကြီးလင့်လဲဟုတ်ပြီနော်အဲ့တော့တွေးဝေနေတဲ့ငေးမောနေတဲ့စိတ်နဲ့တီးနေတဲ့စိတ်ဘယ်ဟာကြီးလဲအေးတမာရီရှိလာတော့စိတ်ကကြီးလာတယ်ရှင်းသလားချို့အာနာပါနလောက်တာနဲ့တောင်တော်တော်ငြိမ့်အေးနေတဲ့လူတွေတပုံကြီးကိုဟမ်အာနာပါနလေးလောက်တာနဲ့အမလေးအလင်းသားကြီးမြင်တာလို့ဘာလို့ဖြစ်ပြီးတော့ဟမ်အဲ့အလင်းကြီးနိဗ္ဗာန်ထင်ပြီးတော့မန်းနေတဲ့လူတွေလည်းရှိသေးတာသို့တော့တကယ်သိထားမှာတမာရီဟာစိတ်ကိုတည်စေတယ်ကြီးစေတယ်ဟုတ်ပလားဒါရင်လားဆိုတော့မဟုတ်ခုနသီလဆောင်ထိန်တုံးကလည်းကိုကောင်းစွာအောက်ဤခြင်းသီခံခြင်းထိမ့်သိမ့်ခြင်းတွေမလုပ်ခဲ့ရဘူးလားအဲ့ဒါရုပ်ပိုင်းဆိုင်ရာထိမ့်ရင်ကာယကံဝစီကံတွေထိမ့်ရင်နဲ့နေခဲ့တာဟာသမာဓိပိုင်းရောက်တော့စိတ်ပိုင်းမှာထိမ့်ထားပြီအဲ့တော့ထိမ့်ရပြီဆိုကြတဲ့ကရင်တာမန်လွတ်ထားတဲ့လူနဲ့တူသလားမတူပါဘူးကို့မှာသူတို့ထက်ပို့ပြီးတော့လဲပင်ပန်းနေဟမ်ပို့ပြီးတော့လဲအစင်းရဲ့ခံရတယ်အလုံးလုံးပြီဆိုမှတော့ဘယ်အလုံးလုံးပင်ပန်းတာသိကြတယ်ဗျာဘာမှမလုပ်တာနဲ့ဆိုင်ရင်တခုခုလုပ်ရင်ပင်ပန်းပြီဟမ်ရှင်းသလားအဲ့တော့အပင်ပန်းဆင်းရဲခံနိုင်တဲ့စွမ်းရည်တွေရောတိုးမလာဘူးလားတိုးပါဘူးတခါစိတ်ဓာတ်ခွန်အားတွေရောရင့်ကျက်မလာဘူးလားရင့်ကျက်လာတဲ့အခါကျတော့တမာတိတည်တဲ့ပုဂ္ဂိုလ်ကဘာဖြစ်လာလို့ဆိုအလုပ်တစ်ခုကိုဖြောင်းလုပ်နိုင်စွမ်းရှိလာတယ်ဘာလဲဘလို့
တီလသမာဓိမရှိတဲ့လူကမဖြောင်းဘူးဗျပတ်စံပေးလိုက်ကောက်သွားတာဟုတ်ကဲ့လားယာရုပေးလိုက်လေကောက်သွားတာယာရုဆိုတာဟိုးအစိုးရဘိုင်းကိုဘာမှမပြောဘူးတို့ရိတ်တာလည်းပဲမှတ်နော်ကိုရိတ်တာကိုတွေ့ဘူးလားပြောမယ်ဒီရိတ်တာမပြောဘူးတော့ကြသူများအတင်းပြောသလိုဖြစ်နေမင်းဒီနေရာနေမင်းကဒါအရေးကြီးတဲ့နေရာအဲ့ခံတဲ့နေရာစုံစမ်းရတနာမှာမင်းနေအဲ့တော့လူဝင်လူထွက်စစ်ဆေးယောဂီတွေတရားတက်မတက်မင်းကြည်သားတာဝန်ပေးထားတယ်အဲ့တာဝန်ကိုသူဘာထင်လို့ဆိုတော့ယာဓုထင်တယ်ယာဓုထင်တော့လာတဲ့လူတိုင်းအကုန်ငေါက်လွတ်မယ်ယောဂီမှန်သမျှလည်းအကုန်လုံးကျိန်းတော့ဝါတော့မယ်ဘာဖြစ်တာညာဖြစ်တာတွေမသိဘူးတကယ်သူပြောရမှာကဆရာတော်စီ तू က report တက်ရမယ်ဘုန်းကြီးဘယ်ယောဂီတော့တရားမတက်ဘူးဘယ်ယောဂီတော့ဘယ်နာတွေးခဲ့တယ်ဆိုရင်ဆရာတော်ကလိုအပ်တာကိုပြုပြင်မယ်စစ်ဆေးမယ်မဟုတ်ဘူး तू ဘာလို့မတက်တာလဲဘာလဲဒီလိုပြောလိုက်ရင်မုံထုတ်လောက်သွားကတ်လိုက်ရင်အဆင်ပြေသွားတယ်မန္တလေးမှာကိုရိတ်တာကိုပြောတာသူများရိတ်တာမပြောဘူးသဘောပါသလားအဲ့ဒါအမလေးဒါလေးကိုဒါအမျိုးသမီးအုပ်ချုပ်ရေးအဆောင်မူခန့်လိုက်သူကလည်းကျိမ့်ပြီးဝါပြီးကျိမ့်လည်းကျိမ့်တယ်ဝါလည်းဝါတယ်သဘောပါသလားအဲ့တော့ဘယ်သူမှတာဝန်မပေးရအောင်ဖြစ်နေတယ်နော်မင်းကတော့ရေမောင်းရေဝေးဆိုတော့ရေပိတ်ထားတယ်ကိုလိုရေရကျွန်တော်ရေရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဝါစရာလေးပေးလိုက်ရင်ရေထွက်လာရောအဲ့တော့ယာရုပေးလိုက်ပြောင်းသွားပြီနေရာပေးလိုက်ရင်ပြောင်းသွားပြီဥစ္စာဒနာပေးလိုက်ရင်ပြောင်းသွားပြီဥစ္စာဒနာငကောကဘတ်ဂျက်မကင်ခင်တော့ဘာမှဖြစ်ဘူးဘန္နာရေးမှုခန့်လိုက်ရင်နည်းနည်းမှန်ဝင်လာပြီသဘောပါသလားအဲ့ဒါဘာမရှိတာလဲတမာရီမရှိတာဖြောင့်မတ်ခြင်းမရှိတော့ငွေရရင်လည်းပြောင်းတယ်ယာဓုရရင်လည်းပြောင်းတယ်နည်းနည်းလေးမြောက်စားလိုက်ရင်လည်းပြောင်းတယ်သူကဖြောင်းပြောင်းမတ်မတ်မရှိတော့ရှင်းလားဒါသဘောပြောတာယောဂီတွေအနေနဲ့ပြန်ကြည့်ဆိုတော့ယောဂီတွေကတကယ်ရှုရမှာခန္ဓာဘယ်နှပါလဲလာပြီခန္ဓာဘယ်နှပါတော့ခန္ဓာ၅ပါးပါလေလဲပြောကြည့်ခန္ဓာဘယ်နှပါလဲကောင်းပြီခန္ဓာ၅ပါးယူဘက်ခန္ဓာပဲသဘောရှိလဲโอเคဝေဒနာခန္ဓာပဲသဘောရှိလဲသိဉ္ဇခန္ဓာပဲသဘောရှိလဲသင်္ခါရခန္ဓာပဲသဘောရှိတယ်ဝိညာဉ်နဲ့ခန္ဓာပဲသဘောရှိတယ်ဘယ်ဆိုလို့လဲဒါမို့ဆရာတော်ဘုရားကြီးကအမိန့်ရှိလိုက်တယ်မုံလိုက်ဆရာတော်ဘုရားကြီးကငါရှင်နဲ့ငါနဲ့ဆရာတို့တပည့်တွေပါတဲ့ဆရာတော်ကြီးဥဒမိတ်တရနော်စိတ်ထဲမှာခင်ဗျားတို့ဒီလိုလေးဖြေလိုက်ရင်ကိုယ်ဆရာသမားသွားသတိရဆရာတော်ကသင်တန်းပေးတဲ့အခါမှာအဲ့လိုယူဘက်ခန္ဓာပဲသဘောရှိတယ်ဆိုဖောက်ပြန်တတ်တယ်ဒီလိုဖြေမကြိုက်ဘူးဖောက်ပြန်တတ်သောသဘောအစုဖြစ်ပြမှုခုနဝိညာဉ်နဲ့ခန္ဓာလေးမှာနည်းနည်းပြောစရာရှိတယ်သိတတ်သောသဘောအစုလို့ဒီလိုလေးမပြောပါနဲ့သိကြံတတ်သောသဘောအစုဖြစ်ပြမှုဒါလေးမှပြည့်စုံဘာဖြစ်လို့ဆိုသိလဲသိတတ်တယ်ကြံလဲကြံတယ်ဘာလို့ဆိုအဲ့ဒီအကြံကလေးတွေမှားသွားလို့ပြဿနာတက်တာဟုတ်အဲ့တော့အဲ့ဒီအကြံကိုမထည့်လို့မရဘူးရှင်းတယ်နော်ဒါလေးတော့ဦးဇင်းကစေတနာနဲ့သတိပေးတာပါအဲ့တော့သိကြံတတ်သောသဘောအစုဖြစ်ပြမှုဆိုတော့ဦးဇင်းတို့တရားအားထုတ်နေတဲ့ဝိပဿနာအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာရုပ်ကြည့်ရင်ဘာတွေ့ရမလဲဖောက်ပြန်ပြည့်စည်တတ်တာတွေ့ရမယ်ဟုတ်ပြီနော်ဝေဒနာကြည့်ရင်ခံစားတတ်တဲ့သဘောလေးတွေ့ရမယ်အကောင်ထဲလားသဘောလားဖြေတတ်တယ်နော်ဖြေတတ်တာဦးဇင်းအဲ့ဒါလည်းသတိပေးခြင်းသေးတာနော်ဘုဂုတ်ယောဂီတွေကပညာရှိရလွန်နေတာ
ကိုယ်တိုင်သိတာတော့တခုမှမရှိဘူးဟင်အဲ့ဒီမှာပြဿနာတက်တာနော်တကယ်ကဖောက်ပြန်တာရောအကောင်ထဲလားသဘောလားဟိုဖြေလိုက်ရင်ချောလို့ဒါတွေကတကယ်ဆိုရင်မလေးဒီလူတွေသောတာပန်နေလားသဂရကံနေလားအနာကဒီလိုထင်စရာရှိတယ်ဟုတ်မယ်ဒါတွေဒီလိုဖြေနိုင်တာအရိယာမှဖြေနိုင်တာပေါ့မဟုတ်ဘူးဟင်စာသင်ထားတဲ့လူနဲ့တောင်မတူဘူးနော်စာသင်ထားတဲ့လူကစာလိုပဲဖြေမှာအလုတ်လုတ်ထားတဲ့လူကအလုတ်လို့ဖြေမှာကျင်းရသလားသဘောပေါက်သလားခုခင်ဗျားတို့အလုတ်လို့သင်ထားတော့မယ်ကိုပဲသိထားတာလူဟမ်တတိပေးနေတာနော်ဦးဇင်းတို့ကအများကိုခြုံပြီးဟောရတော့ကိုတော့နဲ့စော်ကားကြီးတာတပည့်တော်လို့သိတဲ့လူလည်းရှိပါသေးတယ်ဆိုရင်လည်း sorry ပါပဲဟမ်သဘောပါသလားတရားဟောတဲ့နေရာခြုံပြောရတာဟိုးဗျတရားသင်ပေးတယ်ဆိုတာမသိတဲ့လူသင်ရတာလားသိတဲ့လူသင်ရတာလားဟဲ့လေမသိတဲ့လူလေးလို့သဘောထားပြီးဟောမှအဆင်ပြေမှာပေါ့ငါထက်သိပြီးသားတွေကြီးပဲဆိုတလုံးမှထွက်ရတော့ဘူးကျင်သလားကောင်းပြီအဲ့တော့တမာရီရှိတဲ့လူကကြည့်တဲ့အခါဖောက်ပြန်တယ်လို့ပြောတာဒူးတောင်ပေါင်ခါလက်ခြေသလုံးခေါင်းတွေကဖောက်ပြန်နေတာလားဖောက်ပြန်တတ်တဲ့သဘောလေးကဖောက်ပြန်နေတာလားရဲဖြေခုနဦးဇင်းတတိပေးတာနော်တင်ညာသီးကိုယ်တိုင်ပညာသီးလို့အထင်မှားကြမှာစိုးလို့နော်တတိပေးတာအဲ့တော့ဖောက်ပြန်တတ်တဲ့သဘောလေးဒါဆရာသင်လို့သိထားပြီအဲ့တော့ဖြောင်းဖြောင်းကြည့်တော့ဒီပုဂ္ဂိုလ်ဒီဒူးတောင်ပေါင်ခါလက်ခြေသလုံးခေါင်းကိုသွားတွေ့မလားဖောက်ပြန်တဲ့သဘောလေးသွားတွေ့မလားအဲ့ဒီသဘောလေးလည်းတခါနဲ့စူးစိုက်ကြည့်တော့ဒီဖောက်ပြန်တဲ့သဘောလေးကလည်းဖြစ်ပြီးရင်ခံစားတဲ့သဘောလေးလည်းဖြစ်ပြီးရင်ခံစားနေတာလည်းအကောင်ထဲလားသဘောလားခံစားတတ်သောသဘောအစုဖြစ်ပြမှုဆိုထားတာကွာမလေးဒါလေးနှလုံးသွင်းလို့အဟုတ်တဲ့ရင်အရိယာတွေဖြစ်ကုန်တာကြားပြီအများကြီးမလို့ဘူးရှင်းလားသေချာနှလုံးသွင်းကြည့်တော့ခံစားတတ်တာရောအကောင်ထဲလားသဘောလေးလားနာနေတဲ့ကျင်နေတဲ့ဒူးတွေပေါင်းနေခြေသလုံးတွေကနာနေလားနာတတ်တဲ့သဘောလေးလားဟောတမာရီရှိတဲ့လူကတည်ကြည်မှုနဲ့အတူဖြောင်းပြောင်းဟုတ်ပြီနော်တရားတစ်လုံးချင်းကိုသဘောပေါက်အောင်အားထုတ်နေတာအဲ့တော့အဲ့ဒီထဲမှာဘလို့အာယုံတွေထူးခြားလားအာယုံဆိုတာလည်းဖောက်ပြန်တာပဲဖောက်ပြန်ပြီးရင်ပျက်စီးတာပဲဆိုတော့အဲ့ဒီမှာဘဝင်မြင့်ခြင်းတွေအထင်ကြီးခြင်းတွေလာသေးလားဖြောင်းပြောင်းဆိုတာအဲ့ဒါပြောတာဟင်ဆင်းရဲလို့မကဆင်းရဲတဲ့ဝေဒနာလည်းမပြောင်းနိုင်ဘူးဆိုလို့လဲတွန့်ဆုတ်သွားခြင်းမရှိဘူးတခါဝေဒနာကသာပျောက်သွားလို့သာရပြီးတော့ငါတော့ဝေဒနာကြော်ပြီဆိုပြီးယောဂီဟောင်းများလို့လေဟင်ယောဂီဟောင်းတွေပြောလို့ရှိတယ်ယောဂီအသစ်တွေကတွန့်လိုက်လိန်လိုက်ဖြေလိုက်ဆိုရင်ပြန်ကြည့်လိုက်သူတို့ကြည့်လိုက်မှန်းလို့အားကြတာယောဂီအသစ်တွေကဒါပေမဲ့အဟောင်းတွေအကြောင်းကလည်းတို့ကနောကြည့်အောင်သိတယ်နော်စားထိုင်လို့မယ်ဆိုကြတဲ့ဟိုပြင်းတာလို့တို့ပြင်းတာလို့နဲ့သူများထက်နည်းနည်းလေးနောက်ကျပြီးမှထိုင်တယ်နော်အဲ့ဒါလေးပြီးသွားပြီတခါတည်းတစ်ချိန်လုံးငိုက်နေပြီးတော့တရားခွေလည်းပြီးရောမှတ်လာတယ်သူများဖြုတ်ရင်မဖြုတ်သေးဘူးသူခတ်တီပဲနော်ဘေးကလူကကြည့်တော့အမလေးထိုင်နိုင်လိုက်တာပဲဟုတ်မလို့တစ်ချိန်လုံးအိတ်ထားတာအဲ့ဒီချိန်ကျမှထားတော့အဟောင်းကိုနောကြည့်တယ်ဒါမှမဟုတ်ရမ်းအထင်မကြီးနဲ့ပြောတာဝေဒနာကြော်အောင်ရှုသူကကြော်ပြီးသားဟုတ်ဗျဟမ်ဘယ်သွားကြော်နေဒီလိုကြော်တော့ဘယ်မှာကြော်တယ်ထင်တော့ယောဂီဟောင်းနေဝေဒနာကြော်တယ်ဆိုဒေအိုးသွားကြော်တာရှင်းလားအေးအဲ့တော့ရှိစီပြောရင်တဲ့စကားတွေများသွားမယ်နော်အဲ့ဒီမှာတမာရီရှိတဲ့လူကြတော့ဘယ်လိုအာယုံမျိုးလာတွန့်ဆုတ်เสียအာယုံနဲ့တွေ့တော့လည်းမတွန့်ဆုတ်ဘူးဟုတ်ပြီနော်တခါဘဝင်မြင့်အထင်ကြီးပြီးတော့အောက်ခြေလွတ်เสียအာယုံနဲ့တွေ့တော့လည်းအောက်ခြေမလွတ်တမာရီတီဗီဆိုတာနဲ့ခုနထင်အောင်ထင်မှားအာယုံတွေကများစွာလာတတ်တယ်ရှင်းတယ်နော်ဖ
ဖိုကနေလူလှိုက်ခနဲလူအေးကနေလူလင်းကနေလူဒါတွေကဘာလို့ဆိုစိတ်တည်ကြည်မှုကြောင့်ဒါကြောင့်တမာရီဟာတည်ကြည်ထည့်ထားတာစိတ်ကကြည်လင်လာရင်အယောင်ပြိုးပြက်ထွက်သလိုတောင်ဖြစ်တယ်ရှင်းလားဒါကြောင့်တမာရီတည်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပြမြင်နေတဲ့ပုဂ္ဂိုလ်များတဲ့ညများထိုင်နေရင်သူခန္ဓာကိုယ်ကအယောင်တောင်ထွက်တတ်တယ်လို့ဒီလိုဆိုထားတယ်တော့ကြနေဟိုဘုန်းကြီးအယောင်ထွက်တယ်ဒီဘုန်းကြီးအယောင်ထွက်တယ်ဒီဖြစ်လာအောင်မှာဒါမှမဟုတ်ခင်ဗျားတို့တရားသင်ရတာလည်းလွယ်တာမဟုတ်ဘူးဟမ်တော့ကြမင်းတို့ဘုန်းကြီးဘယ်ချိန်ရောင်ကြီးလွတ်တော့မင်းတို့ဘုန်းကြီးရောင်ကြီးလွတ်တယ်ကြားတယ်ဆိုတော့ဒါမီးအားရှိတဲ့ချိန်ဟုတ်လားဘယ်သူအားရှိတဲ့ချိန်နောက်ကခလုတ်နှိမ့်ပြီးအယောင်ထွက်နေတာဟုတ်ဗျဟမ်ဒီလိုပုဂ္ဂိုလ်တွေအောက်ပါပြီးမှအများကြီးပေါ်ခဲ့တယ်ရှင်းတယ်နော်အဲ့တော့ဦးဇင်းတို့ကသဘောသိအောင်သင်ရတဲ့နေရာမှာမဖြောင့်မတ်တဲ့လူနဲ့သွားတွေ့ရင်အဲ့ဒါလွဲမှားတဲ့နေရာမှာအသုံးချတတ်တယ်အဲ့တော့ယောဂီများကလည်းပညာမပြည့်စုံတော့ဟိုကထူးပြလိုက်တိုင်းလိုက်ယူတော့တာပဲရှင်းလားယထာဘူရညာဆိုတာအဲ့ဒါခမဟုတ်ပြီနော်အဲ့တော့သမာဓိတည်ကြည်လိုက်ရင်တည်ကြည်တယ်ဖြောင့်မတ်တယ်မှတ်ထားဗာလဲဖြောင့်မတ်မိမိသွားတဲ့လမ်းကြောင်းကိုဖြောင့်မြောက်ဘာကြောင့်မှကိုယ်ကောက်ခြင်းမရှိဘူးဖြောင့်မြောက်နောက်မတ်တရားတော်ပေါ်မှာမယိမ့်မယိုင်ဟုတ်ပြီနော်ကြောက်စာတိုင်းကဲ့သို့သီလသမာဓိပညာပေါ်မှာယိမ့်ယိုင်ခြင်းမရှိပဲမတ်ဘယ်သူပြောလို့မှမယောင်ဘူးရှင်းလားတကယ်တော့တရားအားထုတ်နေတဲ့လူဆိုတာကဲဒီနေရာမှာအချိန်လေးနဲ့လောက်ရတာဆိုတော့တရားအားထုတ်တာဘယ်လိုအားထုတ်တယ်လဲမေးရင်အရှိနဲ့အသိနဲ့ပြန်ပြောအဲ့တော့အရှိနဲ့အသိနဲ့ကြိုက်တဲ့နေရာမှာအရှိကိုအရှိတိုင်းသိရတေချာလုံးနော်ဘာဖြစ်လဲအရှိကိုအရှိတိုင်းသိတာယထာဘုဒ္ဓဉာဏ်ခေါ်တယ်ဘာခေါ်လဲအယထာဘုဒ္ဓဉာဏ်ကအရှိကိုအရှိတိုင်းသိပြီးတဲ့နောက်မှာလိုက်လာမှာကဘာလဲနိဗ္ဗိန္ဒဉာဏ်အရှိတိုင်းသိဆိုတော့ဟောဒီခန္ဓာကြီးဟာခုနပြောလိုက်ပြီလေဘယ်ဟာဖြစ်ပြီးရင်မြဲသလားအကောင်ထဲရောရှိလားအကောင်ထဲမရှိတဲ့သဘောလေးကသဘောလေးဖြစ်လိုက်သဘောလေးပြက်လိုက်သဘောလေးဖြစ်လိုက်ဒီအရှိတရားကိုအသိတရားနဲ့မှန်ကြီးကြိုက်အောင်အားထုတ်နေတဲ့ပုဂ္ဂိုလ်ကငါကြည့်နေရမှာဒါပဲသူ့သဘောကဒါပဲဆိုစိုက်ကြည့်နေတော့ဟာအလေးအောင်ကြီးဝင်ကြဲလာတော့လဲဩဒါလဲဖြစ်ပြီးရင်ပြက်တာပဲအာယုံပဲဟမ်ရှင်းတယ်နော်ဒီခန္ဓာကိုယ်ကြီးเนี่ยရှင်းပြောရင်နိဗ္ဗာန်တောင်အာယုံဖြစ်နေမြင်ရမှာဟုတ်ပြီနော်အဲ့တော့အဲ့အာယုံကဘယ်လိုမျိုးလဲလုံးမနေနဲ့တွေးတဲ့အာယုံတိုင်းဖြစ်ရှုရှင်းသလားဖြစ်ရှုနေတဲ့အခါမှာအဲ့ဒီအာယုံကြောင့်ဖြစ်မဲ့လောဘဒေါသမောဟဖြစ်သေးလားအဲ့ဒါနိဗ္ဗာန်ပေါ့ဗျာလှုပ်ရှုပ်နေတယ်ကျင်ရသလားနိဗ္ဗာန်ဘာကြီးလဲဘယ်ပုံကြီးပုံသွင်းမနေနဲ့ခင်ဗျားတို့ပုံစံပြစရာမရှိဘူးဟမ်နိဗ္ဗာန်ပုံစံပြစရာရှိသလားနိဗ္ဗာန်ကိုလောကမှာနှိုင်းရှင်ပြစရာမရှိဘူးအဲ့တော့ရေအိုးနဲ့လောင်းပြရင်ခင်ဗျားတို့ရေအိုးပဲလိုက်သွားရောဟမ်အေးကနေငိမ့်ပြီးချုပ်သွားတာဆိုရင်မလေးအေးကနေငိမ့်ပြီးချုပ်တဲ့လူတွေလိုက်လာရောရှင်းလားဘာလဲလို့သွားပြောလို့မရဘူးနိဗ္ဗာန်ကိုပြောမယ်ဆိုရင်ပြောလို့မကုန်အောင်နိဗ္ဗာန်ပတ်သက်ပြီးတော့နိဗ္ဗာန်ဒီပဏိဆိုပြီးယေရှုရှင်လေဒီဆရာတော်ဘုရားကြီးရေးထားတယ်အများကြီးနောက်ဗေဒကသုံးပုံနဲ့ပြန်ကြည့်လိုက်ရင်လည်းတပုံကြီးဒါပေမဲ့အဲ့ဒါတွေဖွင့်ပြပြန်တော့ကောခင်ဗျားတို့သဘောပေါက်မလားဆိုတော့မပေါက်နိုင်ဘူးခုနသဘောပေါက်လွဲပြီးတော့တရားအထုတ်ရင်းနဲ့ငါပဲမက်တော့တာလို့ဖိုးတော့တာလို့ဟမ်တစ်ချိန်လို့နှစ်ချိန်လို့လောက်ကုန်ရောလောက်ကုန်ပြီးတော့စကားပြောတဲ့နေရာဟန်မရောက်ကြည့်လိုက်ရင်မာနတခွဲသားဟမ်ယောဂီချင်းတောင်မတူသလိုမတန်သလိုလို့မျက်နှာကြည့်တော့လည်းငြိမ်းအေးမှုတစ်စက်မှမရှိဟမ်ဒီလိုလူကသောတာပန်မှာသက္ကရာကမှာပြောတော့ယုံစရာလည်းမရှိဘယ်သူယုံတာမယုံတာတဲ့သေချာနေတာကဓမ္မန္တရထိုက်နေတာရှင်းလားအဲ့ဒါတွေကိုလွတ်စေခြင်းတာဦးဇင်းတို့ကတကယ်ဦးဇင်းတို့တန်ဖိုးထားရမှာအဲ့ဒါတရားအသိကိုတရားကိုအသိအရှိနဲ့
အတိနဲ့ကိုက်နေခြင်းသာလျင်ဗဒနာဟုတ်ပြီနော်အဲ့တော့ကိုက်အောင်ကြည့်နေခြင်းအဖြစ်ယူပဲခန္ဓာဝေဒနာခန္ဓာသင်ခြင်းခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာကြိုက်တဲ့ခန္ဓာကြီးအကောင်ထဲတွေ့မှလားသဘောတွေ့မှလားဘာလို့သဘောတွေ့အောင်သဘောပဲရှိတာအနိတ္တရာရှိသလားမရှိတာသေချာကြည့်လိုက်တော့ဖြစ်ပြီးရင်အကောင်ထဲလည်းမရှိဖြစ်ပြီးတော့လည်းပြည့်နေသေးတယ်ဆိုတော့ဘာမှလွမ်းလောက်เสียရှိတော့တတ်မဲ့เสียရောနှစ်သက်เสียตาယာเสียโอเคစိုးရိမ်เสียဒီလိုဆက်သွားမှဖြစ်မှာနော်အဲ့တော့တရားအားထုတ်နေတာဘာမှမตายအောင်ပွဲလန်းတဲ့ပဲလည်းမตายရတော့ကိုရီးယားကလည်းမကြည့်တော့ဘူးနော်တော်တော်ရှောင်နိုင်သွားပြီဆိုတော့ကိုဟုတ်လာပြီလို့ထင်နေတာယောဂလည်းဖြစ်အောင်အမလိကဲပါဦးငါသိများသိတော့ဘာလားမသိဘူးစိုးရိမ်เสียလာပြီသဘောပါသလားစိုးရိမ်เสียရောရှိသလားတကယ်ဒီထဲမှာငါကိုငါဟာငါဥစ္စာလို့ဆိုเสียမရှိဘူးအဲ့ဒီပိုင်းနေကြတော့ခုနသမာဓိကနေဘယ်ကိုပြောင်းလာလဲပညာဒီဘက်ကသီလသမာဓိပညာအဲ့ဒါတဖြည်းဖြည်းရင့်ကျက်လာတဲ့တော့ဒီဘက်ကယထာဘုရားညာနိဗ္ဗိန္ဒညာအမှန်ကလေးတွေသိလာတော့တဖြည်းဖြည်းညင်းငွေလာတယ်ဟုတ်ပြီနော်ညင်းငွေလာတယ်ဆိုတာတရားအထုတ်ဖို့ညင်းငွေလာတာလားပြောအောင်မှာအဲ့လိုပြောစရာတွေအများကြီးဘုန်းကြီးတဲ့တပည့်တော်ခန္ဓာကိုမုန်းလာတာကြီးကိုမကြည့်ရှင်တော့တရားအထုတ်ရမှာမျက်စိမရအောင်မှာကိုကြောက်လာတာဗျာမုန်းလို့တယ်အဲ့ဒီအမုန်းမျိုးလားမဟုတ်ဘူးနိဗ္ဗိန္ဒဆိုတာဩယုတ်ကဒီလိုနာမ်ကဒီလိုယုတ်သဘောကဒီလိုနာမ်သဘောကဒီလိုဖြစ်ခြင်းသဘောကဒီလိုပြက်ခြင်းသဘောကဒီလိုလို့ဉာဏ်ထဲမှာထင်ရှားလာတဲ့ခါကျတော့ဒီတရားတွေဟာတကယ်တော့တကယ်ယွန်ရှာစရာစက်ဆုပ်စရာညင်းငွေစရာကြီးပါလားလို့အမှန်ကိုဘာဖြစ်လာသိလာတာသိလာလေပုံလေသူ့ပေါ်မှာတတ်မှတ်ခြင်းကင်းလာလေတတ်မှတ်ခြင်းကင်းလာတဲ့ပုဂ္ဂိုလ်ကတဖြည်းဖြည်းအခုတတ်မှတ်နေတဲ့ပုဂ္ဂိုလ်တွေလို့ရောက်ရက်ခတ်ခြင်းရှိပါအောင်မလားဟောတရားအသိကိုကဒီပေါ်မှာတတ်မှတ်ခြင်းကင်းလာတော့လောကဓာတ်နေပါလားတည်ငြိမ်အေးချမ်းချမ်းရှင်းလားဘာလို့သူ့ပေါ်မှာညင်းငွေနေတဲ့ဉာဏ်ရတာတော့ကဲမထူးပါဘူးအကြောင်းတရားနဲ့အကျိုးတရားပါပဲဆိုတာဆင်ကျင်တတ်လာတော့နှလုံးသွင်းမှန်းလာတယ်ရှင်းလားငြိမ်အေးလာတယ်တာမန်လူတွေပူတဲ့အပူသူမပူတော့ဘူးတာမန်လူတွေလောင်တဲ့အလောင်သေချာမှတ်နော်ဒါဖြင့်နိဗ္ဗာန်ဉာဏ်နဲ့ချိကပ်လာပြီဆိုဒီပုဂ္ဂိုလ်ကလောဘဒေါသမောဟဘာဖြစ်လာမလဲတဖြည်းဖြည်းပါလာအောင်အဲ့ဒါမှအမှန်ခင်ဗျားတို့တရားစခန်းတစ်ခါဝင်လိုက်လောဘဒေါသမောဟပါလာလိုက်ဖြစ်တဲ့နာအခုက9ရက်လောက်အောင်လိုက်ဟိုပြန်ရောက်ထားကြွလိုက်9ရက်လောက်ဘုန်းကြီးရှိလာဖိထားလိုက်ဟိုဘက်ရောက်ပြန်ကြွလိုက်သဘောပါသလားဒါဆိုရင်အစဉ်ပြေမလားဒါဆိုရင်ကိုအားထုတ်ရကြိုးနတ်ပါအောင်မလားအဲ့ဒါလို့ဖြစ်တဲ့မဖြစ်တဲ့ဒါဖြင့်တရားအားထုတ်တိုင်းမှာအားထုတ်ပြီးတိုင်းမှာလို့လောဘဒေါသမောဟပါလာရမယ်ရုပ်လက္ခဏာကြည်လင်လာရမယ်ကိုစစ်ဆေးဖို့နော်ကိုယောဂီများတရားထိုင်ပြီးထားလာပြီဆိုတော်ကုံယူစရာကောင်းတယ်ဗီဒီယိုရိုက်ထားတာရှိတယ်ဟောဗျာသူမြအိယာထားလာတဲ့အတိုင်းပဲဟိုခွေးလေးတွေကြောင်လေးတွေဝတ်နေရနေထလိုက်သူတို့ဘာလို့အကျော်ဆန့်အဲ့ဒီတိုင်းပဲဒီလူတွေလည်းတရားထိုင်ပြီးထားလိုက်အမလေးကျွတ်ဒါဆိုရင်သူတရားနှလုံးသွင်းပြီးထားလာလားနှလုံးမသွင်းမဲထားလာလားတရားနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်ခန္ဓာကိုယ်ကမှတ်ပြီးသွေးလေလက်ပတ်မှုကမှန်ကန်ပြီးတော့ကြည်လင်းနေတာရှင်းလားတကယ်နှလုံးသွင်းမှန်နဲ့ထားလာလို့ကိုကတကယ်ကိုအဆင့်မြင့်ပြီလို့ထင်ရင်တရားဖြုတ်လိုက်တာနဲ့စိတ်လဲကြီးနေတယ်
ရုပ်လည်းကြီးနေအဲ့ဒီမှာတရားဖြုတ်လိုက်လို့နော်အမှတ်ကလေးဖြုတ်လိုက်လို့တရားချတော့မယ်လို့လက်အုပ်ချလိုက်တယ်နဲ့ကိုစစ်ဆေးကြည့်လိုက်ရုပ်တွေလေးလံထိုင်းမိုင်းနေသေးတယ်စိတ်တွေတွေးဝေနေသေးတယ်ဆိုရင်ငါအားထုတ်တာမဟုတ်သေးဘူးလိုသေးတယ်ရှင်းလားတကယ်ကတော့ကိုလိုအပ်ချက်ကိုအမြဲကြည့်နေတာအကောင်းဆုံးတော့ဒီနေ့အားလုံးရိတ်တာယောဂီတွေသတိပေးခြင်းနဲ့ကိုဘာဖြစ်ပြီညာဖြစ်ပြီဆိုတာဘယ်တော့မှကင်မွန်းမတက်လိုက်ပါနဲ့ရှင်းသလားကိုရဲ့လိုအပ်ချက်ကိုကြည့်ပြီးအမြဲတမ်းဖြည့်ဆည်းနေပါအဲ့တော့တရားအထုတ်တဲ့နေရာမှာတကယ်ကိုဟာတရားအသိတွေရင့်ကျက်လာပြီခုနကယထာဘူရညာနိဗ္ဗိန္ဒညာနေကိုမှကိန်းနေပြီဒီမှာမဲ့ညာကိုမပြောသေးဘူးနော်ဟမ်နိဗ္ဗိန္ဒညာအစင်းလောက်ကလေးရင့်ကျက်လာပြီဆိုရင်ကိုတရားအထုတ်ပြီးဒီတဏှာကြီးဆိုတာတကယ်တော့ဘာမှပြောပလောက်တဲ့အချိန်မဟုတ်ဘူးခုခေတ်နာယီတွေရှိလို့သာနာယီနဲ့လုံနေတာဘုရားလက်ထက်ကဆွမ်းစားပြီးကြတာထိုင်ညနေဆောင်မှထားတာရှင်းလားနေသန့်စင်တဲ့တရားတွေထဲမှာကြားဘူးတယ်မလားအေးဆွမ်းစားပြီးပြီဆွမ်းကန်ထွက်ပြန်လာခုခေတ်လို့ဆို10နာရီခွဲ17နာရီပေါ့ဗျာကဲထားပါတော့နောက်ကြတဲ့ကိုတော့12နာရီမောမတဲ့မချင်းစားတာဟုတ်ဗျအဲ့တော့မောတဲ့ပြီဟုတ်မစားတော့ဘူးဆိုတော့ဆွမ်းစားပြီးတာနဲ့ပဲသွားဆိုစိတ်ငြိမ်ရာချင်းကပ်ပြီးတော့တရားအထုတ်ကြတာသူတို့ဘယ်အချိန်မှတန်းဖြုတ်တယ်လဲမေးညနေဆောင်မှနေဝင်မှဖြုတ်တာရှင်းလားဒါစာလေးထဲမှာဒီတိုင်းပဲလာတာပဲအဲ့ဒါခုကခင်ဗျားတို့ကနာယီလေးတွေရှိလို့တာနာယီတကြီးနဲ့တနာယီပြည့်ပြီး2နာရီပြည့်ပြီးလုံနေတာမောင်းတန်နားထောင်နေသဘောပါသလားအဲ့တော့ဒီလောက်ကလေးကဘာမှမဟုတ်ဘူးတကယ်တော့ဒီတနာယီတွင်းမှာတကယ်နှလုံးသွင်းတဲ့ပြီးတော့အားထုတ်နေတာပါဆိုရင်တရားဖြုတ်လိုက်တာနဲ့ရုပ်ကတောင့်တင်းနေခြင်းမရှိဘူးနော်ပေါ့ပါပြုတ်ပြောင်းရှင်းလားနှလုံးသွင်းမှန်နေတာနဲ့နှလုံးသွင်းကကြီးနေတာနှလုံးသွင်းကြီးနေတာနဲ့အာယုံကြောတွေကပွင့်လန်းနေတယ်လန်းဆန်းနေတယ်ကျင်းသလားဒါဖြင့်တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ဟာခုနပြောလို့လေးလံထိုင်းမိုင်းခြင်းဖြစ်မလားကြည်လင်အေးချမ်းခြင်းဖြစ်မလားတွက်လက်ပေါ့ပါနေတယ်ဘာလို့ဆိုထားလဲပေါ့ပါပဲကိုတွက်ကြည့်လိုက်တယ်ဘာတွေများပင်ပန်းနေသလဲဆိုတော့တရားမထိုင်ခင်ကထိုင်ရထားတာပင်ပန်းသေးတယ်တရားအထုတ်ပြီးထားလာတော့ပေါ့ပါနေတယ်ဘာလို့ဆိုလောဘဒေါသမောဟတွေလည်းပါနေတယ်သွေးကလည်းကြီးနေတယ်ရုပ်ကလည်းကြီးနေတယ်စိတ်ကလည်းကြီးနေတယ်ဒါဖြင့်ဒီလူကခုနလိုတွေလာပါဦးမလားတချို့လာသေးတယ်မလို့ရှင်များတဲ့အထိုင်များလို့ဓာတ်ချုပ်တယ်မဟုတ်ဘူးထိုင်တာမမှန်လို့ချုပ်တာစားထိုင်ကြတဲ့ခင်ဗျားတို့ခါလို့ကိုွေးထားတာကိုအဲ့တော့ကိုယ့်ကိုပိတ်ထားတာကိုခါမမထားပါလို့ဆိုမှမမထားရင်အမလီဝမ်းကိုမှန်းလို့နော်အစားမှန်အတော့မှန်အကုန်မှန်လို့ယောဂီများပြန်သွားရင်ဝါဖီးလို့ရှင်းလားသဘောပေါက်သလားတရားပေါ်မှာယုံကြည်တယ်ဆိုတာအဲ့ဒါလိုယုံကြည်နေရမှာနော်သူ့လမ်းကြောင်းတွေကဘုရားပြောထားတဲ့တရားအထုတ်နည်းတွေဟာခင်ဗျားတို့ကိုပင်ပန်းဆင်းရဲအောင်ပြောခဲ့တဲ့နီးပါသလားနှိပ်စက်ခဲ့တဲ့နီးပါသလားတရားအထုတ်လို့အောက်တစ်ပိုင်းသေသွားတယ်လို့ကြားဘူးလားအဲ့ဒါပဲနော်ရှင်းသလားအထုတ်လို့အောက်ပိုင်းတွေပြန်ရှင်းတန်လာတယ်လမ်းလျှောက်နိုင်လာတယ်သာကြားဘူးလားမိရကြိုးနေတဲ့လူလည်းထလျှောက်တာပဲလေဖြတ်ထားတဲ့လူလည်းဒါဦးဇင်းလက်တွေ့မို့လို့ပြောရတယ်နော်ရက်ကမ္မထမ်းလေးပေးလိုက်တော့အဲ့ဒီမိမယောဂာနဲ့မိရကြိုးနေတဲ့တယောက်လာတယ်လာတော့တရားနာပြီးတော့တရားတွေထက်တန်ပြီးတော့သူလည်းရက်မယ်ဆိုတော့သူယောက်ျားနဲ့နောက်ကဆွေတွေမျိုးတွေကစိတ်ပူပြီးတော့ဘုန်းကြီးမဖြစ်ဘူးထင်တယ်သူတို့တွဲထားမယ်ဟာတရားအထုတ်ပါတယ်ဆိုမှဘယ်နှစ်ယောက်တွဲအထုတ်လို့ရနော်အဲ့တော့ဖဲအကုန်ဖဲဘယ်နဲ့ဒီနေရာကပ်ဇုံတွဲလာမလို့နဲ့ဖဲနော်ဓမ္မကြီးဟိုတိုင်နာသွားရဆိုတော့မြတ်ဘူးတဲ့အလေကောင်မပဲရမယ်တဲ့မဲသွားလဲလာတယ်နော်သူ့မင်္ဂလာတပည့်ပဲဘယ်ရမလဲအရှင်ဘုရားတပည့်ဘုရားတဲ့မရဘူးတဲ့တေးကြလားလို့တေးကြတဲ့ဒါပြင်သူ့ဘေးပတ်လေကတယောက်လဲစာအကုန်ဖယ်ထားစမ်းလို့ရှင်းတယ်နော်ဖယ်ထားလိုက်ဆိုဘေးကတွတ်ပတ်နဲ့ဟိတ်မင်းတို့ငါ့ကိုကမ္မထမ်းဆရာဖြစ်ပင့်ထားတာအဲ့တော့ဥသုမင်္ဂလာ3ဝါဆိုတော့ねခက်ကြမ်းလေးလုပ်ပေးရတယ်ဘာလို့ဆို3ဝါဆိုတော့သူကဝါကိုဘာတွက်တယ်မသိပါဘူး
နော်မင်းတို့တရားလာနာလားဝါနာလားမေးရသေးတာနော်အဲ့တော့သုံးဝါဆိုတော့ပကံလေးသားလှုပ်ချင်တယ်အဲ့ဒါနဲ့မင်းတို့ငါ့ကိုပင့်ထားတာဘာဖြစ်ပင့်ထားတာလဲလို့ရတာစာချုပ်ပြန်ချိုးရတာနော်ဒီစခန်းမှာကမ္မထမ်းဆရာဘယ်သူလဲဆိုရှင်ဖျားဆိုငါပြောတာနောက်တော့ဖဲအကုန်လုံးမဖဲတဲ့ကောင်ဒါပဲနော်တို့ကတော့ခတ်ကြမ်းကြမ်းမယ်အဲ့ဒါနဲ့အကုန်ဖဲကြောက်ရွံ့နဲ့ဘေးကနေပြေးပွေမဲ့လူကရှိသေးတာအာမဲအဲ့တော့ဖဲထားဘယ်တရေကောင်းမှမလို့ယုံဖဲနော်အဲ့ဒါရက်စမ်းဆိုပြီးအဲ့ဒီနေရာမှာခါတိုင်းနာယူဝက်ရက်တာ45မိနစ်ရက်ခိုင်းတယ်ဆင်းကိုပြေးလို့ဗျမိရကျိုးကဖြောင်းနေတာပဲရက်နေတာဟမ်အဲ့ဒါပြီးတော့ဒကမာကြီးတရားကိုယုံသလားယုံနေဖျားအခု6လောက်တွေတောင်ပူလာပြီโอเคအဲ့ဒါနေ့တိုင်းလို့ဆိုနောက်တစ်နှစ်သွားတယ်လမ်းလျှောက်နိုင်ပြီโอเคနေပြီရှင်းလားသဘောပေါက်သလားအဲ့ဒါဘယ်သူစွမ်းအားလဲတရားရဲ့စွမ်းအားကျင်ရတယ်နော်ကောင်းပြီကဲကြည့်တော့ဒါဖြင့်အချိန်ကနည်းနေတော့ရှိတာခန္ဓာဘယ်နှပါဘယ်မှာရှိတာလဲတပည့်တော်တို့လေးထည့်ပြောလိုက်ဘာလို့ခင်ဗျားတို့ဟောနေတာဆိုခင်ဗျားတို့ပါအောင်မှဖြစ်မှာပေါ့နော်ဒီခန္ဓာ၅ပါးဘယ်မှာရှိတာလဲသိကြတယ်နော်အဲ့တော့ယူဘက်ခန္ဓာသည်ဖောက်ပြန်တယ်တို့ကဘာကြောင့်ဖောက်ပြန်လဲဆိုတော့သူ့ကိုဖွဲ့စည်းထားတဲ့တရားတွေအားလုံးဟာဆန့်ကျင်ဘက်တွေနဲ့ပေါင်းထားဘာနဲ့ပေါင်းထားရုပ်ကိုဖွဲ့စည်းထားတာဓာတ်ဘယ်နှပါပိုင်ပါတယ်သူတို့သိပြီးသားတွေပါဘာတွေလဲပြောပထဝီမဲပထဝီပဲသဘောရှိလဲမာတဲ့သဘောပြောတဲ့သဘောမာတာလဲပထဝီပြောတာလဲပထဝီတေဇောโอเคဝါယောလှုပ်တဲ့သဘောငြိမ်တဲ့သဘောပေါ့ဗျာကြာလုံးလို့နော်ထောက်ကန္နာတွေပါလှုပ်နေရှုပ်လှုပ်တာရဲ့ငြိမ်တာရဲ့နောက်အာဘောကဖွဲ့စည်းတဲ့သဘောယုတ်စည်းတဲ့သဘောဆိုတော့အဲ့ဓာတ်တွေအကုန်လုံးပြန်ကြည့်လိုက်အမာနဲ့အပြော့အပူနဲ့အလှုပ်နဲ့ဟုတ်ပြီနော်ယုတ်စည်းတာနဲ့သဘောတူတယ်လားဆန့်ကျင်ဘက်ဆန့်ကျင်ဘက်တွေကြီးပေါင်းထားတဲ့အတွက်ရုပ်ဟာဘယ်သောအခါမှတည်မြဲခြင်းရှိဒီလိုသိထားမှာအဲ့တော့ရုပ်ပေါ်မိထားတဲ့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်မရှိဘူးလားအဲ့ဒီနာမ်ခန္ဓာဆိုတာဘယ်ပေါ်မိဖြစ်ရရုပ်ပေါ်ခင်ဗျနာမ်ဆိုတာကအာယုံကိုသိတတ်ကြံတတ်တာဘာခေါ်လဲနာမ်ဟုတ်ပြီနော်အဲ့ဒီအသိကြံလေးမှာခံစားမှုနဲ့ကြံတယ်မှတ်သားမှုနဲ့ကြံတယ်ပြုပြင်မှုနဲ့ကြံတယ်မရှိဘူးလားကောင်းပြီအဲ့တော့အဲ့ဒီလိုသိတတ်ကြံတတ်တာအာယုံဆိုတာကရုပ်လားနာမ်လားအာယုံကရုပ်ဗျအမကြီးတို့ရဲ့နော်အာယုံကရုပ်ဓာရကဟောရုပ်အဲ့ဒီရုပ်နှစ်ခုတိုက်မှဘာဖြစ်တာနာမ်ဖြစ်တာဆိုတော့ရုပ်ပေါ်မီဖြစ်မှတော့ရုပ်ကဖောက်ပြန်နေရင်ဒင်းလဲအေးသဘောမှန်ကြည့်လိုက်တော့ရုပ်လဲဖောက်ပြန်ပြီးပျက်စီးတယ်နာမ်လဲဖောက်ပြန်ပြီးပျက်စီးတယ်သူတို့နှစ်ယောက်အပြန်အလှန်မီးနေတာကိုရှင်းသလားဒါဖြင့်ဒီခန္ဓာကြီးသည်ဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးရင်အနှစ်သာရရှိလားသူ့တကယ်ရှိတာဖြစ်တတ်တဲ့သဘောရဲ့ဒါလေးကြည့်ပါများလာတော့သူ့ပေါ်မှာသာယာမလားညင်းငွေလားညင်းငွေခြင်းအမှန်ရောက်လာတဲ့ခါကျတော့သူ့ပေါ်မှာတတ်မဲ့ခြင်းနှစ်သက်ခြင်းကင်းသွားတယ်စိုးရိမ်ခြင်းကြောင်းကြခြင်းကင်းသွားတယ်တတ်မဲ့နှစ်သက်ခြင်းကင်းတာလောဘသေးတယ်ဟုတ်ပြီနော်စိုးရိမ်ကြောင်းကြကင်းတာကဒေါသသေးတယ်ဆိုတော့အမှန်သိသွားတဲ့လူကသူ့ပေါ်မှာတွေ့ဝေနေပါဦးမလားမောဟအဲ့ဒီလောဘဒေါသမောဟအသေးလိုက်မှာမဲ့ညာဆိုတဲ့အဆင့်ကိုရောက်လာရှင်းလားအဲ့တော့မဲ့ညာကိုရောက်ပြီဆိုတဲ့လူဟာဒီမှာအမြင်မှန်ပြည့်စုံသွားပြီအကျင့်ပြည့်စုံသွားပြီဖြစ်တဲ့အတွက်ရိုးရိုးလေးပြောတော့သူဘာမြင်တော့နိဗ္ဗာန်မြင်ခြင်းနဲ့အတူဒီဘက်ကကိလေသာတွေရှိသေးလားကိလေသာတွေကိုတတ်လိုက်ပြီဆိုတော့ကျင့်စဉ်အမှန်တိုင်းကျင့်သွားတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်မက်ဖို့ကိုမျက်မှောက်ပြုနိုင်တယ်ဒီဘဝအလိုကမျက်မှောက်ပြုနိုင်တယ်ဒီတော့ဒီနေ့အတူအဖြစ်မှတ်ရမှာကတကယ်ရှုကြည့်တာကဘယ်မှာကြည့်ရမလဲခန္ဓာဘယ်သူခန္ဓာမှာတော့မိမိခန္ဓာမှာကြည့်ရင်လည်းကျင့်စဉ်အဖြစ်ကျင့်ရမှာကသီလသမာဓိပညာအဲ့ဒီသီလသမာဓိပညာတွေကိုဘယ်လိုကျင့်ရမှာလဲဆိုတော့ယထာဘူရဉာဏ်နိဗ္ဗိန္ဒဉာဏ်မဲ့ဉာဏ်ဆိုပြီးတော့အဆင့်30နဲ့
သွားရမယ်အဲ့ဒီအစဉ်30ထဲမှာလဲ1ယထာဘုဒ္ဓညာအရေးကြီးတယ်လို့မှတ်ပါဘာညာအရေးကြီးတယ်ဒါဖြင့်ယထာဘုဒ္ဓညာအရေးကြီးတော့ရှင်ဗျာနိဗ္ဗာန်နဲ့မဲ့ညာမလိုဘူးလားလို့ပြောရင်ဘယ်လိုပြောမလဲလိုတာပေါ့နိဗ္ဗာန်မရောက်ဘဲနဲ့လဲယထာဘုဒ္ဓမခိုင်မြဲဘူးရှင်းသလားဘာလို့ယထာဘုရားကြည်တုံးတခဏသိတာဟမ်ကြည်ပြီးသွားပျောက်သွားပြန်ပြီဒါမို့လို့ရိတ်တာရောက်တော့ဖြောင်းလို့ဒီခွေကိုမလွန်ဘူးကောက်သွားတာရှင်းသလားသဘောပေါက်သလားအဲ့ဒါကြောင့်ယထာဘုရားညာနဲ့စိတ်ချရသလားမချဘူးယထာဘုရားညာကလည်းယထာဘုရားညာရင့်ကျက်လာမှပဲရောက်မှာနိဗ္ဗာန်ညာရောက်ပါစေငါတော့ဇွတ်ညင်းငယ်နေပြီလို့မရဘူးယထာဘုရားညာနာအထုတ်နေရင်နိဗ္ဗာန်ညာရမယ်နိဗ္ဗာန်ညာရပြီးရင်မဲ့ညာဆိုတော့မဲ့ညာရပါစေဆူတောင်းနေရမှာလားငါမဲ့ရပြီမရဘူးလုံနေရမှာလားလုံเสียမလို့ပါဘူးတဲ့သီလသမာဓိပညာနဲ့ဒီခန္ဓာကိုမှန်ကြီးသာကြည့်ပြီးအားထုတ်နေရင်ယထာဘုရားညာရလာမယ်ယထာဘုရားညာရင့်လာရင်နိဗ္ဗာန်ညာရလာမယ်နိဗ္ဗာန်ညာရင့်ရင်မဲ့ညာရမယ်ရင့်နေဆိုတာရင့်ပါစေဆိုပြီးလို့ဆေးတုပ်ပြီးရင့်လိုက်ရမှာလားလုံရင်ရင့်လာမှာလားဒါဖြင့်ငါတို့ဒီယထာဘုရားဉာဏ်ကိုမပြတ်အားထုတ်နေရမယ်ယထာဘုရားဉာဏ်ကိုပါရနဲ့အားထုတ်မလဲသီလကျင့်သလားဒီနေ့ပြောတာရှင်းသလားအဲ့တော့ငါတို့ပန်းနိုင်သည်သီလသမာဓိပညာကိုအဓိသီလအဓိစိတ်ဓာတ်အဓိပညာဆိုပြီးခိုင်မြဲအားထုတ်နိုင်ရင်ငါတို့လိုချင်တဲ့ပန်းတိုင်းရောက်ပြီအဲ့တော့ကိုဘာဖြစ်ပြီညာဖြစ်ပြီလုံးမနေကြပါနဲ့ဟုတ်ပါလားသီလစင်ကြယ်တဲ့စင်ကြယ်အောင်တမာတိတည်ကြည်တဲ့တည်ကြည်ရမယ်ဖြောင့်မတ်ရမယ်ဘာကြောင့်မှရင်းရခြင်းမရှိဘူးဖြောင့်ပြောင်းမတ်ကျင့်ရသလားဝိပဿနာယောဂီတဲ့တရားစီဝါလေးလဲဈေးရောက်ဈေးဝယ်လေးလည်းမကောင်းရောဘေးတင်သွားမေ့ဥမှာပဲဟမ်မမှတ်နိုင်တော့ဘူးသူတို့ရှင်းသလားကျမ်းမာရေးလေးလည်းမကောင်းရောရိုးရနတ်ထင်တယ်6မျိုးရှင်တင်ဥမှာပဲဟမ်သဘောပါသလားမမှတ်တော့ဘူးသူတို့မမှတ်တော့ဘူးဒီမှာကျတော့ဒိဋ္ဌိပြိုးပါမယ်အမလေးဖရာတရားသံဃာဖရာဒါကလွဲပြီးမရှိဘူးရိတ်တာမှာအိမ်ရောက်တော့ရင်းကုန်ပြီရှင်းလားသဘောပေါက်သလားဖြောင်းပြောင်းမတ်ကျင်သလားကဲအဲ့ဒါလို့သာကြိုးစားကြမယ်ဆိုလိုရာပန်းတိုင်ရောက်မရောက်အဲ့ဒီအသိဉာဏ်ကလေးအခုသူတော်ကောင်းတို့အတွက်အကူအညီပေးပါတယ်နော်ဥစဉ်တတ်သလောက်မှတ်သလောက်ကလေးနဲ့အချိန်ရကြိုက်ကလေးလမ်းညွန်ပေးခြင်းဖြစ်ပါတယ်အဲ့တော့သူတော်ကောင်းတို့တွေသည်ကိုယ့်ဘဝလေးကိုအကျိုးရှိအောင်တရားလမ်းကြောင်းကိုဖြောင်းအားထုတ်ကြပါရှင်းသလားအနှစ်သာရရှိတဲ့ဘဝကလေးကိုအလွဲသုံးစားအချိန်မကုန်စေနဲ့ဒီလူတွေဟာအခုဘဝအခုခဏတွေ့ကြတာအကြောင်းကြောင့်ဘဝများစွာမှာအကြောင်းနဲ့ဆုံခဲ့ပြီးသားပြုခဲ့ပြီးသားအတူပြုတဲ့ကံတွေရှိလို့ဒီမှာလာဆုံကြတာဆုံပြီးကမှကြည်မရတဲ့လူနဲ့ခင်လွန်းတဲ့လူနဲ့ချစ်တဲ့လူနဲ့ရှုပ်ချက်ခတ်နေတာတကယ်တော့သူတို့လည်းခန္ဓာပဲနှစ်ပါးကိုယ်လည်းခန္ဓာပဲနှစ်ပါးအကြောင်းတရားနဲ့အကျိုးတရားအကြောင်းဆုံလို့အကျိုးဆုံလာတာဟမ်ဒါလေးနှလုံးသွင်းမှလိုက်ရင်တန်တရားကြွေးတွေကြည်ပါစေတော့ချစ်သူလည်းမရှိရှင်းသလားဒီလိုစိတ်မျိုးနဲ့ယထာဘုဒ္ဓဉာဏ်ရလာရင်ဒီပုဂ္ဂိုလ်ဟာပူလောင်မလားအေးချမ်းမလားဓမ္မတတ္တိတွေဓမ္မကျေးဇူးတွေကိုယ်တိုင်ခံစားနိုင်အောင်ကြိုးစားရှင်းသလားအဲ့တော့ကိုယ်မှာတော့ဆရာကောင်းသမားကောင်းတွေမရှိဘူးလားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမုံလေဆရာတော်ဘုရားကြီးခင်ဗျားတို့မှာတကယ်ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ထားပြီးပြီဒီနေရာမှာမှရအောင်မယူနိုင်ဘူးဆိုရင်ဆရာတွေအပြစ်တော့မဟုတ်ဘူးနော်ဟမ်တပည့်မကောင်းတိုင်းဆရာကောင်းပေါ်မလာပါဘူးဆရာကတော့ဘာမှပွန်းပဲ့သွားစရာမရှိဘူးကိုယ့်ဟာကိုယ်သွားရှင်းသလားသဘောပေါက်သလားဒါဖြင့်ဘု து တာဝန်ဘု து ယူရမှာကိုယ်တာဝန်ကိုယူတော့ဖြောင်းမကျင့်တော့မှဆိုဘာတွေကျင့်မလဲသီလသမာဓိပညာဘယ်စစ်နေတယ်လဲယထာဘုရားဉာဏ်နိဗ္ဗိန္ဒဉာဏ်မဲ့ဉာဏ်ဒီလိုသာအားထုတ်သွားမယ်ဆိုလိုရပါနိုင်ရနိုင်မရနိုင်ဒါဖြင့်အသေးမူခင်ဉာဏ်ဥအောင်လှုပ်လိုက်တော့သတိထားဝိရိယဆိုင်ပညာနဲ့ကြည်ခန္ဓာဘယ်နှပါဘယ်အချိန်ကြည့်ဖြစ်ပြီးရင်ကဲဖြစ်ပြက်ဘာသစ္စာဒ
သိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိတရားမလျှော့သောဇွဲလုံးလားလက်ကင်ထားပြီးတော့သာသနာဤအနှစ်သာရဟုဆိုအပ်သောသီလသမာဓိပညာကိုအဓိသီလအဓိစိတ်ဓာတ်အဓိပညာဖြစ်အောင်ကြိုးစားအားထုတ်ရင်းနဲ့ဘဝတန်ဖိုးကိုဖော်ဆောင်ကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီနေ့တရားပွဲဒီမြနဲ့ပဲတော်ကြစို့